ဒီနေ့ကကြာတပင်းနဲ့မတ်လာ2020ခုနှစ်ဖြစ်ပါတယ်အခုကျွန်တော်တို့ချာလွန်မြစ်မှာရောက်နေတာဖြစ်ပါတယ်ကျွန်တော်ဟိုအဝေးမှာချာလွန်ရဲ့တောင်ထောင်ကိုတွေ့ရတာဖြစ်ပါတယ်တောင်ထောင်ရတော့ပါပဲကျွန်တော်တို့ကတော့ဘေးကနေပဲဖြတ်တာဖြစ်ပါတယ်ညလည်းပြောမနေလဲချင်းအချိန်ကကျွန်တော်တို့7နာရီခွဲဖြစ်ပါတယ်တောင်ထောင်ကတော့ကျွန်တော်တို့ဟိုဝေးမှာပဲတွေ့ရတယ်ဝေးမှာပဲတွေ့ရတယ်ကျွန်တော်တို့မြို့ထဲမှာတော့ဖြတ်မသွားပါဘူးတောင်ထောင်ဖြစ်ပါတယ်